လူတွေဟာသူတို့ကိုယ်တိုင်မခံစားဘူးရဲ့သူတို့ဖြစ်တာမှမဟုတ်ဘူးဆိုရင်ဒီလောက်လေးတောင်ခံစားဖို့လိုလို့လားဒီလောက်လေးတောင်မျက်ရည်ကျစရာလိုလို့လားဆိုပြီးတော့အကျဉ်းသားတရားမဲ့စွာပြောဆိုလေးရှိကြတယ်ကိုချင်းစာတရားတွေမဲ့လာကြတယ်ကိုချင်းစာတရားဆိုတာသူ့နေရာမှာငါသာဆိုရင်ဆိုတဲ့အတွေ့အလေးတွေးပြီးတာကိုကမကြိုက်တာတွေဖြစ်တဲ့ဆေးရဲစေမဲ့အရာဒုက္ခရောက်စေမဲ့ပျက်စီးစေမဲ့နာကျင်စေမဲ့အရာတွေကိုသူတစ်ပါးတွေကိုမလုပ်ကြဘူးကိုကမကြိုက်တာတွေကိုသူတစ်ပါးတွေကိုမလုပ်ကြဘူးတိုးပေါ်တိုးကစာနာမှုကျင်နာမှုတွေရှိရမယ်မျှဝေလိုသောစိတ်ကျင်နာတတ်တဲ့စိတ်ထားလေးထားပြီးတော့အသက်ရှင်နေတဲ့အခိုက်အတန့်တွေမှာဘဝကိုကောင်းမြတ်သောစိတ်ထားတွေနဲ့ဖြတ်သန်းတတ်ဖို့ကတိတ်ကိုအရေးကြီးတယ်အချို့သောသူတွေကကိုယ့်ရဲ့ကိုချင်းစာတတ်တဲ့စိတ်ထားလေးတွေသူတစ်ပါးတွေအပေါ်ကိုကျင်နာတနာတတ်တဲ့စိတ်ထားလေးတွေကိုချနှင်းပြီးတော့လိန်ညာသွားကြတယ်လောကမှာအာနာတတ်တဲ့သူတနာတတ်တဲ့သူကျင်နာတတ်တဲ့သူတွေဆိုရင်လူတွေကပို့ပြီးတော့လိန်လို့ညာလို့ကောင်းကြတယ်လိန်ရပါစေညာကြပါစေကိုယ့်ရဲ့ပေးကမ်းမှုကြောင့်ကိုယ့်ကိုလိန်သွားလို့သူတို့အဆင်ပြေမယ်ဆိုရင်ကိုလည်းပဲကုသိုလ်ရတယ်ကိုယ့်ကိုလိန်သွားတဲ့သူကိုလည်းပဲမေတ္တာပို့လိုက်ပါငါ့ကိုလိန်သွားလို့သူတို့လေးတွေအဆင်ပြေတယ်ဆိုရင်ပဲငါ့အတွက်ကုသိုလ်ရပါတယ်ဆိုတဲ့စိတ်ကိုသာတောင်းပြီးတော့တွေးလိုက်ပါအဲ့ဒီလိုလိန်သွားညာသွားတဲ့သူတွေဟာလည်းပဲတနေ့နေ့မှာတနည်းမဟုတ်တနည်းနဲ့သူတို့ရဲ့စိတ်ဓာတ်ကသူတို့ရဲ့ဘဝကိုဖန်တီးပေးလိမ့်မယ်ကိုယ့်ရဲ့မေတ္တာကိုယ့်ရဲ့စေတနာကိုယ့်ရဲ့တရားတရားကကိုယ့်ကိုပြန်ပြီးတော့အကျိုးပေးပါလိမ့်မယ်ကိုယ့်ရဲ့ကောင်းမြတ်တဲ့စိတ်ထားလေးတွေကိုဘသူကြောင့်ဘယ်ဝါကြောင့်မှဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကောင်းစေတနာကောင်းလေးတွေကိုဘယ်တော့အခါမှအပြတ်မခံပါနဲ့ကိုချင်းစာတရားရှိလာတဲ့သူရဲ့တန်တမ်းမှာတိုးဘောတိုးကကောင်းစားစေခြင်းတဲ့မေတ္တာတရားတွေရှိတယ်တိုးဘောတိုးကတနာကျင်နာတတ်တဲ့ကရုဏာတရားတွေရှိနေတယ်အဲ့ဒီသူလူတွေကိုမှသွားပြီးတော့လိမ့်မဲညာမယ်ဆိုရင်တော့သူရဲ့ဘဝဟာဘယ်တော့မှအယောင်တွေတောက်ပလာမှာမဟုတ်ပါဘူးလွန်နေရာမှာတနာကျင်နာတတ်တဲ့ကောင်းစားစေခြင်းတဲ့အဲ့လိုပုံကိုယ်တွေဟာသူတစ်ပါးရဲ့စိတ်ခံစားချက်ကိုနားလည်ပြီးတဲ့ကောင်းစားစေခြင်းတဲ့ကျင်နာတနာတတ်တဲ့အဲ့ဒီလိုစိတ်ကောင်းစေနာကောင်းလေးတွေကဒီဘဝမှာလည်းပဲအဲ့ဒီပုံကိုယ်ကိုအယောင်တွေတောက်ပလာပြီးလက်ရှိဘဝမှာလည်းသူ့လိုအစဉ်ပြေတာတွေဖြစ်လာပါလိမ့်မယ်အစဉ်မပြေရင်တော့မှအစဉ်ပြေအောင်ကုညီမဲ့သူကတနည်းမဟုတ်တနည်းနဲ့ပေါ်လာမှာပါဒီဘဝမှာလည်းပဲအကျိုးရှိတယ်လို့နောက်ဘဝတွေမှာလည်းပဲကောင်းသောဘဝတွေကောင်းသောအကျိုးတွေကိုခံစားရမှာဖြစ်ပါတယ်ကိုချင်းစာတရားဆိုတဲ့စိတ်ထားလေးကသူတော်ကောင်းပုဂ္ဂိုလ်တွေမှာသာရှိတတ်တဲ့အရာဖြစ်တဲ့အတွက်ဒီနေ့ကစပြီးတော့အလုံးကောင်းသောဓမ္မမိတ်ဆွေတွေတကွဦးဇင်းတို့တွေကကိုချင်းစာတတ်အောင်လေ့ကျင့်ရမယ်ကိုမကြိုက်တဲ့အရာတွေကိုသူများတွေကိုမလုပ်မိအောင်ဘဝမှာကြိုးစားနေထိုင်ရပါလိမ့်မယ်